တွေကိုတချို့ကမိဘတွေကပြေးလဲနေတာပဲမိဘတွေမှာအဆင်ပြေးနေတာပဲဆိုရင်သားသမီးတွေကတိတ်ပြီးတော့ကျွေးရမှမသိဘူးအဝတ်ပေးရမှမသိဘူးခြေစုပ်လက်နဲ့ပြုတ်ပေးရမှမသိဘူးဟောစဉ်းစားကြည့်နော်မိဘနဲ့အိမ်ကိုနဲ့အိမ်ခွဲနေတယ်မိဘတွေကလည်းအရွယ်ရှိသေးတယ်ဆိုတော့သူတို့လည်းသူတို့စီဝါသူတို့လှုပ်ဟုတ်လားကြင်ကြံမာမာနဲ့ဒီလိုတော်တော်လာလာရှိနေတယ်ဆိုရင်သားသမီးတွေကမိဘတွေကိုအဲ့ဒီအချိန်မှာဘာပြန်လှုပ်ပေးတော့ဘာမှလှုပ်မပေးတာပဲများတယ်သူတို့လည်းသူတို့ရှာစားနေတယ်အဲ့တော့ဦးစင်းကတခါလေးစဉ်းစားကြည့်တယ်တချို့သားသမီးတွေကမိဘတွေကိုကျွေးမွေးဖို့အတွက်မိဘတွေကအင်မတန်နွမ်းပါတဲ့ငတ်မွတ်တဲ့အဆင့်ထိရောက်အောင်မြန်သူတို့စောင့်နေကြသလားမသိဘူးလို့အဲ့ဒါကိုလည်းဦးစင်းကစဉ်းစားကြည့်တယ်နော်ကိုကလှုပ်ကြွေးတဲ့အခြေအနေရောက်အောင်မိဘတွေကအဆင်မပြေဖြစ်ပေးရမယ့်အနေအထားမျိုးမှရှိနေသလားမသိဘူးငါလှုပ်ကြွေးရအောင်မိဘတွေအဆင်မပြေဖြစ်မှလှုပ်ကြွေးမယ်ဆိုတော့တော်တော်ဆိုးတာပေါ့ဟုတ်ရဲ့လားအဲ့လိုမျိုးဖြစ်တဲ့လားမဖြစ်တဲ့ဘူးနော်သူကျမ်းမာရေးကောင်းတယ်ဆိုရင်လည်းတွားပြီးတော့နှိပ်ပေးတာမျိုးနင်းပေးတာမျိုးစီပွားရေးအဆင်ပြေတယ်ဆိုရင်လည်းကိုယ့်အိမ်ကဟင်းသမင်းချက်တယ်တွားပြီးတော့ကျွေးတာမျိုးမွေးတာမျိုးမလုပ်သင့်ဘူးလားလုပ်သင့်ပါလေအဲ့တော့သားသမီးတွေကများသောအားဖြင့်တော့မိဘတွေကိုဆင်းရဲနွမ်းပါတဲ့အဆင့်ထိစောင့်နေကြပုံရတယ်စေယုံစေကံရောက်သည့်အထိစောင့်နေကြပုံရတယ်အိယာတဲ့ကိုတွက်ချပါပြစ်လေးဖြတ်သည့်အထိသူတို့စောင့်နေကြပုံရတယ်ကျန်တဲ့အချိန်မှာတော့မပြုစုကောင်းတယ်လို့မယူရကောင်းတယ်လို့နေကြတာထိုင်ကြတာများတယ်ဟုတ်လားတချို့ကြတော့လည်းပဲရှိသေးတယ်သားသမီးကမိဘကလိုအပ်နေတယ်ဆိုတာကိုတော့သိတယ်ဒါပေမဲ့တပည့်တော်တို့ကလည်းကိုယ့်ဟာကိုယ်အနိုင်နိုင်မယ်ဟောကိုယ်ကလည်းကိုယ့်ဟာနဲ့ကိုယ်ကြက်ကြက်တဲတဲဖြစ်နေတယ်ဆိုကြပါစို့အဲ့ဒါလို့ကိုကအဆင်မပြေဘူးဆိုတဲ့အကြောင်းပြချက်နဲ့မိဘကိုမပြုစုမလုပ်ကြွေးတာကောမရှိဘူးလားဒါလည်းမကောင်းဘူးနော်စောစောကပါလေမိဘတွေအဆင်ပြေနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မပြုစုမလုပ်ကြွေးကြတာအခုကပါတော့ကိုအဆင်မပြေဘူးဆိုတဲ့အကြောင်းပြချက်နဲ့မပြုစုမလုပ်ကြွေးကြတာအဲ့ဒီအချက်ကိုကြတော့ဦးဇင်းတို့ကဘာပြောချင်လဲဆိုတော့ကင်ထားပါတော့ကိုကလည်းကိုစားဝတ်နေရအနိုင်နိုင်ကြိုးပမ်းနေရတယ်လုံးပမ်းနေရတယ်ထို့ရင်နော်ရှိစေတော့အဲ့ဒါလို့ဆိုရင်ပတ်စံလည်းမကုန်နဲ့ငွေကုန်ကြေးကြလည်းမရှိတဲ့အ ਨੇ ဆုံးချိုတာတဲ့စကားလောက်တော့မိဘပေါ်မှာပြန်ပြီးတော့တုံ့ပြန်တဲ့တယ်အေးချမ်းတဲ့မေတ္တာနဲ့တော့မိဘပေါ်မှာပြန်လဲပြီးတော့ထားတဲ့တယ်စဉ်းစားကြည့်နော်တချို့လူတွေနော်မိဘပေါ်မှာချိုတာတဲ့စကားမပေးနိုင်ဘူးအဲ့ဒါကိုတော့တပည့်တို့မပြည့်စုံလို့ပါလို့အကြောင်းပြချက်ပြလို့ရသေးသလားမရဘူးကိုတကယ်ကိုစေတနာမေတ္တာမရှိလို့အဲ့ဒါချိုတာတဲ့စကားမပြောနိုင်တော့လားအဲ့ဒီတရင်ကအဲ့ဒီအခိုက်တန့်ပါအဲ့တော့ချိုသောစကားအေးသောမေတ္တာလေးလောက်တော့ပတ်စံရှိမရှိရှိပြေလေသည်ဖြစ်စီမပြေလေသည်ဖြစ်စီမိဘအပေါ်မှာကိုစေတနာရှိမယ်ဆိုရင်တုံ့ပြန်လို့မရဘူးလားရခဲ့တာပေါ့ရတာပေါ့ဟုတ်လားကိုငယ်ငယ်တုန်းကကိုကိုအင်မတန်ချိုတဲ့အင်မတန်ကြည်နူးတဲ့အပြုံးနေလေသံနေနဲ့မိဘတွေကကိုကိုဘာလုပ်ခဲ့တာတော့ဆက်ဆံခဲ့တာအပုံတရားပုံရင်တပုံလောက်ပြန်ပေးမယ်ဆိုရင်ကိုတော်တော်ကောင်းမယ်ဟုတ်ရဲ့လားဒါပေမဲ့သားသမီးတွေကများသောအားဖြင့်ကိုယ်စိတ်တိုင်းမကြရင်လည်းပဲမိဘအပေါ်မှာစိတ်ကွက်ကြတာများတယ်အဲ့လိုမျိုးစိတ်ကွက်တာရှိတယ်မဟုတ်လားရှိတာပေါ့နော်အဲ့လိုမျိုးစိတ်ကွက်ရင်ဦးစင်းကအကြံပေးခြင်းတယ်ဦးစင်းကတော့အလွန်အဆင်ပြေသေးခြင်းတယ်သိလားမိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့လိုစိတ်ကွက်နေတာရှိရင်ငါဖြစ်ချင်တာလေးနည်းနည်းကိုမဖြစ်ရတာနဲ့ငါဖြစ်ချင်တာတွေအများကြီးဖြစ်ခဲ့တာကိုငါမျက်ကွယ်မပြုတ်သင့်ဘူးလို့ကိုယ့်ကိုစဉ်းစားသင့်တယ်မိဘတွေကြောင့်ကိုယ်စိတ်တိုင်းကြခဲ့တာတွေကအများကြီးပါတကယ်တမ်းကတော့မိဘတွေလည်းပုထုဇဉ်ပဲသူတို့လည်းပဲအသိဉာဏ်နေတာတွေရှိကောင်းရှိလိမ့်မယ်ဒါကြောင့်မို့လို့သူတို့မှားတာတွေလည်းရှိလိမ့်မယ်သူတို့ကိုအမြဲတမ်းအခါခါသိမှန်တယ်လို့မဆိုလို့ဘူးဟုတ်ရဲ့လားသို့တော့ကိုယ်လိုအင်လေးအနှဲငယ်မြမပြည့်တာနဲ့လိုအင်လေးအများကြီးပြည့်ခဲ့တာကိုမျက်ကွယ်ပြုတ်သင့်သလားဆိုတာကိုမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တာပေါ့နော်ဒါကြောင့်လူတွေရဲ့သဘောဆိုတာလည်းခက်တယ်နော်လူဤအကြိုက်ဆဲကလိုက်လဲမလိုက်တခါရှိခဲ့ပါမူကြီးစွာရန်သူဆွဲမှတ်ယူဤတဲ့မိဘကိုတောင်တချို့အဲ့လိုသဘောထားကြတာမိဘကကိုယ့်အပေါ်မှာမကောင်းဘူးဆိုတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကောင်းတယ်ဆိုတာနဲ့နှိုင်းစာလိုက်ရင်တော့ဘာမှမပြောပါတော့ပါဘူးဟုတ်ရဲ့လားဆိုကြပါစို့နှမ်းတင်းတောင်းနဲ့တောင်းထည့်ထားတယ်နှမ်းတွေကအဖြူလေးကြီးပဲနှမ်းစီလေးအမဲလေး၄-၅-10စီလောက်ပါတာနဲ့ဒီနှမ်းတောင်းကိုနှမ်းသေးအမဲတွေကိုရောနေတာလို့ပြောလို့ရလားမရပါဘူးနှမ်းအဖြူလေးကြီးပဲလို့ပြောရလိမ့်မယ်ဟုတ်လားသဘောပေါက်လားဦးဇင်းပြောတာကိုဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မိဘကိုဘယ်လိုကျေးဇူးဆက်မလဲမိဘအဆင်မပြေသည့်အထိထိုင်ဆောင်မလားဒါမှမဟုတ်ကိုယ်အဆင်မပြေတာကိုလည်းအဆင်လေးတအားပြေသည့်အထိထိုင်ဆောင်မလားဖြစ်တယ်မို့လို့ထင်တယ်ဖြစ်နေတဲ့အခြေအနေအခုလုံးလုံးစေကိုပဲတတ်နိုင်တယ်များတုံ့ပြန်ကြဖို့လိုမယ်မိဘတွေအဆင်ပြေလည်းပဲအဆင်ပြေအဲ့ဒါသူ့အဆင်ပြေလားကိုယ်စေတနာကိုယ်မေတ္တာကတိတတ်မယ်မလုပ်တင်ဘူးလားလုပ်တင်တာပေါ့ဒီကရမတို့သူများတွေကကြွေးယူထားတယ်ဆိုရင်တထေးတယောက်စီကကြွေးယူထားတယ်သူတို့အဆင်ပြေနေတာပဲငါပြန်ပေးစရာမလိုဘူးလို့လုပ်လို့ရလားဘာဖြစ်လို့တော့အဲ့ဒါကြတော့ကြွေးကိုမိဘကြတော့အဲ့လိုသဘောထားလားထားဘူးဟုတ်ရလားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဒီအချက်လေးတွေဒါဦးဇင်းတို့ကစဉ်းစားသိချင်တာနော်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ပြောချင်တာကမိဘရဲ့ကျေးဇူးကိုဆက်ကြတဲ့နေရာမှာအဲ့ဒါလိုပြုစုမှုယူရမှုနဲ့ဆက်ကြတာတွေရှိတယ်နော်အဲ့ဒါလိုနီးနဲ့ဆက်လို့ကတော့ကျေးဇူးဆက်ရမရောက်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူး
ဒါပေမဲ့အပြည့်အလယ်ဆက်ပြီးပြီလို့တော့ပြောလို့မရဘူးတဲ့အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကမိဘရဲ့ကျေးဇူးကိုအကောင်းဆုံးဆက်ရရအောင်နော်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီနီးကတော့ဒါသားသမီးတိုင်းတတိထားရမယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ယုံကြည်မှုတရားတရားမရှိတဲ့မိဘကိုယုံကြည်မှုတရားတရားရှိအောင်သားသမီးကပြောပြနေရမယ်ဟုတ်ရဲ့လားအဲ့ဒါအကောင်းဆုံးကျေးဇူးဆက်နေနော်ကိုချင်းတရားသီလပျက်စီးနေတဲ့မိဘကိုချင်းတရားသီလကောင်းသွားအောင်ပြောပြနေရမယ်နှမျောဝန်တိုတဲ့မိဘကိုပေးကမ်းစွန့်ကြဲမှုမှာဝါဒနာပါလာအောင်တိုက်တွန်းပေးနေရမယ်အဲ့ဒါဒီသာရင်သူ့ရဲ့ဘဝတန်တရားတစ်လျှောက်ပါကိုဟာကောင်းအောင်လုပ်ပေးရမရောက်ဘူးလားရောက်တယ်နော်တတ္တသီလစာကမရှိတဲ့မိဘကိုတတ္တသီလစာကရှိအောင်မလုပ်ပေးရမလို့တိုက်တွန်းပေးရမယ်ပညာမရှိတဲ့မိဘကိုပညာရှိအောင်ကြိုးစားပေးရမယ်အဲ့ဒါဆိုလို့ရှိရင်မိဘကိုယေရှုဆက်ရရောက်ပြီလို့ဘုရားဟောထားတယ်ဟုတ်ရဲ့လားဒါပေမဲ့ဒီနေရာမှာစဉ်းစားတရားတစ်ချက်တော့ရှိတာပေါ့မိဘကကိုယ့်ထက်ဒါနတွေသီလတွေဟုတ်လားတရားတရားတွေပညာတရားတွေကြီးနေတာကောကဲမရှိနိုင်ဘူးလားရှိတယ်အဲ့ဒါဆိုရင်သားသမီးတွေကအဲ့ဒီနည်းနဲ့ယေရှုဆက်လို့ရမလားဒါပေမဲ့တက်နိုင်တယ်များဆွေးနွေးတာမျိုးဘာမျိုးပြုရင်တော့ကောင်းတာပေါ့ဟုတ်ရဲ့လားတို့တော့တချို့ကကြံကြံဖန်ဖန်အကက်ကင်ပါဆိုလို့ဦးဇင်ကပြောနေတာဟုတ်လားပစ္စည်းဥစ္စာနဲ့ကိုကကျေးဇူးမဆက်ချင်တာနဲ့ကင်အကောင်းဆုံးကျေးဇူးစံဒီတရားပဲဟောတော့မယ်ဆိုတော့ကိုကလည်းမိဘလောက်အဆင့်ရှိနေမှရှိမှာလေဟုတ်ရဲ့လားဒါပေမဲ့ဒါကတော့မြတ်စွာဘုရားကတကယ်မိဘကယုံညံ့နေတာမျိုးဖြစ်ခဲ့မယ်ဆိုရင်သားသမီးကမိဘတဲ့တော်တဲ့အတိဇာတသားသမီးမျိုးဖြစ်ခဲ့မယ်ဆိုရင်ဒါလည်းဖြစ်နိုင်တာမျိုးရှိတယ်မဟုတ်လားရှိတယ်အဲ့လိုဆိုရင်တိတ်တော်တဲ့သားသမီးတွေကမိဘတွေကိုတွဲပြီးတော့ခေါ်ဖို့ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီနေရာဖြင့်ဒီဘဝတူတူလေးအတွက်ကျေးဇူးဆက်တာမျိုးမဟုတ်ဘဲနဲ့တန်တရားတစ်လျှောက်လုံးစာအတွက်မိဘကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးတာပေါ့အဲ့တော့တကယ်လို့မိဘကကိုယ့်တည်းသိနေတဲ့တက်နေတဲ့ဆိုရင်လည်းပဲမိဘကိုရိတ်တာတွေဝင်ဖြစ်အောင်အလှူဒါနတွေပို့ပြီးတော့ပြုဖြစ်အောင်သားသမီးကပံ့ပိုးမယ်ဆိုရင်ကောအဲ့ဒါအကောင်းဆုံးကျေးဇူးဆက်တယ်လို့ပြောလို့မရဘူးလားရတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မိဘကိုကျေးဇူးဘယ်လိုဆက်မလဲဆိုလို့ရှိရင်မိဘမပြေလေသည့်အထိထိုင်ဆောင်မနေပါနဲ့ကိုပြေလေသည့်အထိလည်းပဲထိုင်ဆောင်မနေပါနဲ့ရှိတဲ့အခြေအနေလေးကနေဖြစ်တယ်လို့လုပ်ချင်တယ်ဆိုရင်လုပ်လို့ရပါတယ်အ ਨੇ ဆုံးတော့ချိုးသားတဲ့စကားအေးချမ်းတဲ့မေတ္တာတော့ပေးနိုင်အောင်ကြိုးစားပါ